ကျွန်တော်ပေါ့နော်တူတူချာတစ်ခါမှဒီနှစ်တိုင်းဖះမသွားဘူးလားဖြစ်တဲ့အတွက်ဒီနေ့နှစ်ဆန်းတည့်နေမှာတော့ဖះသွားခဲ့ပါတယ်တူတူချာသွားမှာမဟုတ်လားတော့မသိဘူးပေါ့နော်သွားခဲ့နေမှာမိုးရွာပါတယ်မိုးတိတ်မလားဆိုပြီးတော့ဆောင်းသေးရပေါ့နော်ဒါပေမဲ့လည်းမိုးကလည်းမတိတ်တာနဲ့မတိုးပါဘူးလေဆိုဒီတိုင်းပဲသွားလိုက်ပါတယ်ဖះသွားမယ်ဆိုရင်မပန်ဖြစ်ကတော့ကျွန်တော်ကောင်းပါလိမ့်ပေါ့နော်အဲ့တော့သူအရင်ဆုံးသွားခေါ်ပါပါတယ်ဆရာမကြီးကအလှပြင်နေလို့မလို့ပေါ့နော်လမ်းထိပ်မှာကနားဆောင်ပြီးတော့ကဲနောက်ဆုံးတော့ရောက်လာပါပြီသူကခြေသွန်းဖះရင်သွားကြည့်နေဆိုလို့ပေါ့နော်ရှေ့တော့ဖះမသွားခင်ခြေသွန်းဖះကိုရင်ဝင်ခဲ့ပါတယ်ဖះရှိခိုးပြရတယ်ပေါ့နော်ဟိုဘက်ဒီဘက်လည်းတစ်ဘက်ရှောက်ပတ်ကြည့်လိုက်တယ်ငါလွတ်ကြမယ်ဆိုပြီးတော့တကောင်300နဲ့10ကောင်ဝယ်ပြီးတော့ငါလွတ်ကြတယ်ပေါ့နော်ဖះသွားလိုက်အကောင်မော်တက်လာတော်တော်လေးမောတယ်မသိရင်တောင်မော်တက်နေရတယ်လို့ပဲနောက်ဆုံးတော့ဖះစီရောက်ခဲ့ပြီပေါ့နော်အဲ့နေ့ဟာနေစတဲ့နေ့ဆိုတော့လူတော်တော်များတယ်ပေါ့နော်ဒါပေမဲ့ညနေပိုင်းမိုးရွာလာဆိုတော့သိပြီးတော့လူတော့မများဘူးပေါ့ဒါတော့ကျွန်တော်ကောင်းပါလိမ့်ပါသူဖူးကျင်တဲ့ဖះတွေကိုတော့ရင်လိုက်ဖို့လိုက်တယ်ပေါ့နော်ပြီးမှကိုနေနဲ့ဖះရေးစီမှာကိုစီတက်ပဲကြတယ်ညဘက်ရောက်တော့တွေတဖြည်းဖြည်းပိုပြီးများလာကြတယ်ဒီမြင်ကွင်းကတော်တော်လေးတက်ပဲဖို့ကောင်းတယ်ပေါ့နော်နောက်ဆုံးတော့အိမ်ပြန်ပါပြီပိုက်စားလို့ထမင်းစားမယ်ဆိုပြီးကြည်တော့ထမင်းဆိုင်ကပိတ်နေပါတယ်အချိန်ကလည်း9နာရီကျော်လောက်တော့ရှိပြီပေါ့နော်အဲ့ဒါနဲ့နှစ်ယောက်သားပေါမဝယ်စားလိုက်ပါတယ်အားလုံးပဲဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးပဲတင်ပါတယ်